ထွက်ပြီးတော့ခင်းတယ်ဟုတ်ကဲ့အခုဆိုတော့ကျွန်တော်ကတော့ဘလော်လေးဆက်ပြမှာဖြစ်ပါတယ်ဘူဘောကကြတော့ဘာကိန်းကြီးဆက်ပြမယ်ဆိုတော့ပကွားလေးဖြစ်ပါတယ်ပကွားဟိုမှာနေမောပကွားလေးပါလေရုပ်လေးထွက်နေပကွားလေးဆိုပြမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ရောက်ပြီခင်ဗျအဲ့ဒါကြီးကျွန်တော်ပြေးရောက်နေရှော့ကြီးလိုဖြစ်တာပေါ့နော်ဟုတ်ကဲ့အခုဟာငါတို့ကြုတ်ကြပါပါလေလို့ငါစကားတိုင်ပြောမယ်ကြလိတိုင်ဟုတ်ကဲ့ကိုကြော်ရင်တော့ခုကျကျွန်တော်အောက်ရောက်လာပြီဖြစ်ပါတယ်ခုကျပုံရောက်သွားပြီဖြစ်ပါတယ်မပြောနဲ့ရပြီပြောတာသိတယ်စနေဗျာကျွန်တော်အဲ့မှာစကားကြီးပြောနေတာတိုင်းနဲ့ဒီလိုလုပ်ရဟုတ်ကဲ့အခုတော့တီတော့မှာရဟဲ့နေအဲ့ဒါဟောလို့ပဲအခုထွက်ထားတဲ့အစ်ခစားတယ်ဆိုတာဟုတ်အေးဟုတ်တယ်အဲ့ရခဲ့တယ်ခုဆိုတော့ကျွန်တော်တို့ဒီရောရောက်လာခဲ့ပါပြီအဲ့ဒါကိုပြီးဆုံးစုပ်ပြပါဖြစ်ပါတယ်โอเคပါအခုဆိုတော့ကျွန်တော်တို့ပြီးဆုံးစုပ်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ကဘလို့ဘာတန်နေကြားလိရဲဆိုတော့အဲ့ဒါကျတော့ကျွန်တော်ညီမလေးကိုပေါ့နော်အဲ့လေကတ်တွန်းကားလေးဖွင့်မိထားဖြစ်ပါတယ်အကြောင်းလို့ပါအဲ့လိုတောင်းပါတယ်ကျွန်တော်တီွားကြီးဗျနားလေးတော့ကျွန်တော်ပြန်ဆော့ပြအဲ့ထီလို့မရဘူးဗျကျွန်တော်တွားထီတာတာပြီဗျကျွန်တော်ခုံလို့ခုံနေပြီကျွန်တော်တို့ခုဆိုတော့နံပါတ်ဘယ်လောက်ရှိလဲ98ရှိတယ်98တော့ရှိပါပြီခင်ဗျသူကနံပါတ်350ကျတော့ပြီးပါပြီဖြစ်ပါတယ်အဝေးရွယ်လောက်ရပါနော်သူကြစားဆိုတော့သူဆိုင်နဲ့ညာရောက်လာပြီခင်ဗျခုတော့အေးတရားရှိဖြစ်တာပါဒီတော့